ဒီတစ်ခေါက်တော့ညီတို့22ကတ်ထဲရိုနဲ့ပတ်သက်ပြီးတော့မျှဝေပေးပါပဲဖြစ်ပါတယ်ထဲရိုဆိုတာကလူအများသိကြတဲ့ TAROT ဆိုတဲ့ပညာရပ်မှာ22ကတ်ကိုစပြီးတော့လေ့လာတဲ့သူတွေဘယ်လိုစပြီးတော့လေ့လာရမလဲကကစားနမိတ်လေးနဲ့တူတူရှင်းပြပေးပါမယ်22ကတ်မှာကအဓိက main ကတော့ဒီတဖူအဲ့တဖူကနေ The Magician ရှိကိုသွားတယ်သွားပြီးတော့သူ့ရဲ့အတိတ်ဘဝကဒီ Higher Princess နဲ့ Hero Tofan ရှိကိုသွားပြီးတော့လေးလာတယ်ဒီမှာဆိုရင် Loki လောကုတ်တရားနဲ့ပတ်သက်တာဒါကတော့ယခုလက်ရှိသူ့ရဲ့မိခင်နဲ့ဖခင်ရှိရာအတတ်ပညာတွေကိုလေ့လာတယ်။ Okay အဲ့ဒါပြီးတော့ညီတို့ဒီမှာဒါလေးဆိုရင်သူကဒါကပညာသင်ယူရတဲ့အချိန်နေသူဘဒုရှိရာကြီးလေ့လာခဲ့လေ။ဒါကကြတော့ညီတို့ဆယ်ကျော်သက်ရောက်လာတဲ့ခါမှာချစ်သူရည်စားတွေတွေးမယ်အချစ်ရေးနဲ့အစီရေးနောက်တစ်ခါကျသူ့ရဲ့ inner strength ဒီမှာ inner နဲ့ပတ်သက်တာတွေကိုလေ့လာဒါမှဆိုရင်ဘဝတစ်စစ်ချိုးပြောင်းသွားပြီအဲ့လိုဘဝတစ်စစ်ချိုးပြောင်းသွားတဲ့အခါမှာညီတို့ဒီမှာဆိုရင်ဒီ balance ညီအောင်ဘယ်လိုတွေလုပ်ရမလဲဒီဒါတွေကိုလေ့လာမယ်ဒါဆိုရင်ဒီအပိုင်းလေးရကြနည်းနည်းလေးဒီအခက်ခဲလေးတွေနဲ့ကြော်ဖြတ်ရတဲ့အပိုင်းတွေရှိမယ်ဒါဆိုညံကိုလွှာသုံးရတဲ့အပိုင်းတွေအများကြီးရှိလာမယ်ဒါကဓာတ်ဆိုတော့လေညင်တို့ဓာတ်မဟုတ်ဘူးသူကဘယ်လိုပုံစံမျိုးတွေရှိနေလဲဒါလေးရကစားလေးလာပါဒါကတော့ temperate ဆိုရင်လည်းဘယ်လိုလဲ tower ဆိုရင်ရောဘယ်လိုလဲဒီလိုလေးတွေ step by step အုပ်စုလိုက်ဒီမှာဆိုရင်သင်ကြားရင်ဒီမှာဆိုရင်သူ့ရဲ့ lives ဒီမှာဆိုရင်program ကနေ solution ဘက်ကိုဘယ်လိုလေ့လာခဲ့လဲကစားအဲ့လိုလေးတွေကို step by step လေ့လာပါဒါဆိုရင်ညတို့ tarot ပညာရက်ကကိုယ့်ရဲ့ဘဝတွေကိုလက်တွေ့ apply သုံးသပ်သွားမှာပဲဖြစ်ပါတယ်ဒါကတော့တကယ်ကိုရိုးရှင်းတဲ့နီလန်လေးပဲဖြစ်ပါတယ်ခုနပြောသလိုပဲကိုငယ်စဉ်ကနေစာသင်ပြီးတော့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာညီလုပ်ငန်းကိုဝင်လိုက်ကြတယ် problem တွေရှိမယ် problem တွေရည် solution ဘက်ကိုသွားမယ်နောက်ပိုင်းမှာကိုလူချင်းနဲ့ကိုယ့်ရဲ့ lifestyle ကိုရကြတယ်ဒီလိုပုံစံမျိုးလေးနဲ့ညီတို့ story line လေးကိုလေ့လာမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဒီ22ကတ်ကလုံးဝကိုစာသားအနေနဲ့မဟုတ်တော့ဘဲနဲ့ပညာရဲ့တစ်ခုနဲ့ကိုနဲ့ကတီးခြားကြီးမဟုတ်တော့ဘဲနဲ့သူနဲ့ကိုနဲ့သူနဲ့တကယ်ကိုပြောရမယ်ဆိုတသားတည်းဖြစ်သွားအောင်လေ့လာလို့ရပါတယ်ဒါကတော့ tarot ကိုမှ22ကတ်လေ့လာခြင်းတဲ့သူတွေကိုပြောပြပေးလိုက်ရခြင်းဖြစ်ပါတယ် bye bye